အရန်ပြော့တယ်လူတွေသမီးကျေးဇူးတင်လိုက်တာတဲ့သမီးဒီနေရာလေးကိုပို့ပေးတဲ့အတွက်အဖေတို့ဒီပါဆဲရလည်းမရှိဘူးတဲ့ဆိုးတယ်လည်းမရှိဘူးတဲ့ကျင်နာလေးတွေဆက်ဆံပေးကြတယ်တဲ့ဟုတ်တယ်နော်ဦးလေးပြန်ကျေးဇူးတင်တယ်သမီးရဲ့ရောကျေးဇူးတင်တယ်သမီးကိုမှကျေးဇူးတင်တယ်သမီးရဲ့သမီးကျေးဇူးတင်တယ်တဲ့ဘာလို့တင်တာလဲဒီလိုလာဖို့ရတယ်။အော်ဒီလိုလာပို့ပေးလို့သမီးကျေးဇူးတင်တယ်။ဒီလိုလာဖို့ရခေါ်တော့ပြည်သူစားပြည်သူတို့ချီကလူတေကလူလုပ်ပေးတယ်ကျေးဇူးတင်တယ်။အော်ဟုတ်ကဲ့ပါဒီမှာလည်းအားလုံးချီကလူတေကလူတွေအကုန်လုပ်ပေးကြတယ်နော်။ဟုတ်တယ်။တမန်ရှင်းရှင်းလေးထားရနော်။ဟုတ်တယ်။သေးနဲ့လည်းမရှိဘူး။ချွေးနဲ့လည်းမရှိဘူး။ချီနဲ့နေလည်းမရှိဘူးနော်။ကျွန်တော်ဖတ်လို့ကြော။ဒီကောလုံးဒါတဲနဲ့တာပေါ့နော်။ဟိုဘက်မှာတကြောရှိ။လာလေလို့ရှင်မ။ဟုတ်ကဲ့ဟိုဘက်မှာတကြောမှာမြေနှက်တာရှိသေးတယ်ဒါတဲနှက်တဲ့နေရာပေါ့နော်။ကြောချင်နေရော